Hello မင်္ဂလာပါရှင်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့သူတို့အိမ် closing လုပ်တဲ့နေ့ပေါ့နော်အဲ့ဒါမနက်ခင်းမှာသူတို့ကအိမ်တန်းရှင်းလုပ်ဖို့အတွက်ပစ္စည်းတွေတည်ပြီးတော့ကားထဲကိုထည့်တယ်ပေါ့နော်အများကြီးပဲအိမ်တန်းရှင်းလုပ်တဲ့ပစ္စည်းတွေကလေsorry အဲ့ဒါလေးအိမ်ပို့ပြီးမှာအဲ့ဒါလေးကိုကားထဲထည့်ပြီးတော့မှသူတို့ကclosing လုပ်ဖို့သွားမှာပေါ့နော်ပစ္စည်းရလည်းများလိုက်တာပြီးရတယ်ရေမိုးချိုးပြင်ဆင် closing အခုကသူကဟိုလုပ်မယ်ဖျားရှိခိုးမယ်ပရိတ်ရွတ်မယ်ပဋ္ဌာန်းရွတ်မယ်မဟာသမ ्या သူရွတ်မယ်ပေါ့နော်ဟိုမှာအိမ်တင်မှာဟိုပရိတ်ရည်ချင်းအနေကင်းရေးချင်းပရိတ်ရည်ဖြစ်သွားတယ်ဘယ်မိုက်sorry closing နေရောက်ရှိလို့လာပါပြီသွားပါပြီ closing နောက်ဆုံးနေပါဒီနေ့တော့အမအင်းစာကျုံမှာလက်မှတ်တွေထိုးရတာဆိုအများကြီးထိုးတော့မနိုင်အိမ်လေးတွေကိုရောက်တာနဲ့ဇူရာစပြီးတော့အကုန်လုံးကိုတန်ရှင်းပြန်လုပ်တယ်ပေါ့နော်ရှင်းပစ္စည်းမလောက်ပြန်တော့တယ်အဲ့ရရှေ့မှာတော့ဝယ်ထားပြီးသားလိုက်ဒါမဲ့တခြား deep cleansing လုပ်ချင်လို့လေ Hi bye This is our first home ဒါကျမတို့ရဲ့ပထမဆုံးအိမ်လေးပေါ့နော်ပြီးတော့စိတ်ကြည်နက်မှုမရမချင်းကိုတန်ရှင်းရေးတွေအထက်ကိုလုပ်ပါသည်ပေါ့နော်ဒီနေ့လည်းပင်ပန်းလိုက်တာဆိုတာဒီမှာထည့်ပြီးပါလို့ရှိရင်မင်းရဲ့ဒါကရွတ်ထားတယ်သူတို့ရွတ်ထားတဲ့ပရိတ်ကြီးပေါ့နော်ဒီ cleansing လုပ်ရတာလေမြေရိပ်ဆက် unboxing ဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပဲ edit လုပ်နိုင်လို့ဒီလောက်ပဲတင်ပါဦးမယ်ရှင်အပိုင်းနှစ်မျော